ARD ဆိုတာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့နှလုံးသေးကြီးဖြစ်တယ် ARD ကကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ် ARD ရဲ့ရင်ခွင်မှာကျွန်တော်တို့အားလုံးရင်ငွေ့လုံခဲ့ဘူးတယ်တမိုင်းဆက်ဆက်မျိုးဆက်ကိုထမ်းပိုးရင်းတာဝန်ကြေခဲ့တာ ARD ပါဒူးထောက်ပြီးအညံ့မခံခဲ့တာ ARD ပါကချင်တောင်တန်းတွေစီကနေမြစ်ဖျားခံစီးဆင်းလာပြီးပင်လယ်ထဲစီးဝင်ဖို့လက်ပြမနှုတ်ဆက်ခင်အထိ ARD ကိုကျွန်တော်တို့စောင့်ရှောက်ကြရမယ်ချစ်တော် ARD မြတ်တော် ARD ငါတို့ရဲ့မြင့်မင်း ARD အားလုံးပဲမင်္ဂလာပါတို့ပြန်လာပြီး ARD ကမ်ပိန်းကနေပြီးတော့ကျွန်တော်ကြိုဆိုလိုက်ပါတယ်ဗျာတို့ပြန်လာပြီး ARD ဆိုတဲ့အတိုင်းပဲစစ်တောင်းမြဝန်းကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ ARD ကိုပြန်ချမဲ့ရဲဘော်တွေဒီစစ်တောင်းမြစ်ကိုကြော်ပြီးတော့ရိုးမကိုဖြတ်ပြီးတော့ ARD ပြန်မှုအစင်သင့်ဖြစ်နေကြပါပြီအဲ့တော့တို့ပြန်လာပြီး ARD ကမ်ပိန်းကဆိုလို့ရှိရင်တကယ်စစ်စင်ရေးရတကယ်ကိုယူဟာကြတယ်အရေးကြီးတဲ့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်ဒီကမ်ပိန်းက ARD တိုင်းထဲမှာရှိတဲ့ဗျူဟာတွေတက်ရင်တွေစသည်ဖြင့်ပေါ့နော်ဒါအာနာရှင်ပြုတ်ကြဖို့အတွက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေရဲ့စီရေးထောက်ဖို့ကျမ်းမာရေးစသည်ဖြင့်ပေါ့လိုအပ်ချက်တွေအားလုံးကိုဒီကမ်ပိန်းကရတဲ့တော်လန်ငွေတွေနဲ့ဒါပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်ဘလို့ပါဝင်ကူညီရမလဲဆိုရင်တော့ဟိုရင်တော့ကျွန်တော်တို့ရိုးမခေါ်တန်းတို့တခြားကမ်ပိန်းတွေလုပ်ခဲ့သလိုပဲအားပါလဲဆိုတော့ဘယ်ရွေးဘယ်မျှဆိုတာမျိုးလက်မှတ်တစ်စောင်ဘယ်လောက်ဆိုတာမျိုးသတ်မှတ်ထားတာမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီကမ်ပိန်းမှာ$ပဲဖြစ်ဖြစ်$10ပဲဖြစ်$1000ပဲဖြစ်ဖြစ်ဗမာကျပ်ငွေ1000ပဲဖြစ်သိန်းပဲဖြစ်ဖြစ်ဘတ်100ဖြစ်ဖြစ်ဘတ်1000ဖြစ်ဖြစ်စသဖြင့်ဘလို့ currency မျိုးနဲ့မဆိုကမ္ဘာရရမှာရှိနေကြတဲ့FR တွေရှိကနေတစ်ဆင့်ပါဝင်လို့ရတယ်ကူညီလို့ရတယ်နောက်တစ်ခုကဒီကမ်ပိန်းရဲ့ target ရည်မှန်းချက်ကတော့$9,000ရည်မှန်းထားပါတယ်တကယ်တော့$9,000ဆိုတာကကျွန်တော်တို့ရှေ့မှာလုပ်ခဲ့တဲ့ကမ်ပိန်းတွေအရဆိုလို့ရှိရင်ဒါနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းလက်ရှိကျွန်တော်တို့ရဲ့ဒေါ်လာရေးအခြေအနေအရထောက်ဖို့ရဲဘော်ရဲဘဲညီကိုမောင်နှမတွေရဲ့လည်းပင်ပန်းနေတာတွေရှိတယ်သူတို့တွေရဲ့မောပန်းနေတာတွေတစ်ကာလအချိန်တစ်ခုရောက်လာတဲ့အချိန်မှာဝင်ဖို့ဖြစ်နေတာတွေကိုလည်းကျွန်တော်တို့ကနားလေအားနာတဲ့အနေနဲ့$9,000ပဲကျွန်တော် target ထားတာဖြစ်ပါတယ်အဲ့တော့လိုအပ်ချက်တွေကတော့အများကြီးပဲအားလုံးသိတဲ့အတိုင်းပဲအဲ့ခါကျတော့ဒီကမ်ပိန်းကိုပါဝင်ကူညီဖို့အတွက်ကျွန်တော်ဒီနေရာကနေစစ်တောင်းမြစ်ဝမ်းလွင်ပြင်ပေါ်ကနေထိုင်စကားပြောရင်းနဲ့စစ်တောင်းမြစ်ကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ARDပြန်မဲ့ရဲဘော်တွေနဲ့အတူတူဒီကမ်ပိန်းကိုကျွန်တော်ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ဒီကမ်ပိန်းကပြီးသွားတဲ့အချိန်မှာတော့ဒီကမ်ပိန်းကကျွန်တော်သတ်မှတ်တဲ့ target ရည်မှန်းချက်တစ်ခုကိုအချိန်ကာလတစ်ခုရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့လေးစားအားကြရတဲ့ကျွန်တော်တို့အကိုကြီးကိုမင်းကိုနိုင်ရဲ့ပကြီးကားတစ်ချက်ပါမယ်ကျွန်တော်ရဲ့ပကြီးကားတစ်ချက်ပါမယ်နောက်ပြီးတော့တော်လိုင်းပကြီးဆရာနေနီလိုင်ခိုင်ပကြီးကားတစ်ချက်ကိုလည်းကျွန်တော်တို့ကဘလူးဘောကန်ဆယ်မဲအနေနဲ့ကျွန်တော်တို့ကပြန်လဲပြီးတော့မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီကမ်ပိန်းလေးကိုပါဝင်ကူညီဖို့အတွက်ARDကိုဝင်ကြမဲ့ရဲဘော်တွေနဲ့အတူတူကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ဗျာသူပေါင်းရုံးကြီးအောင်ဝဲကြီးတို့ပြန်လာပြီARDကိုပြန်ဝင်ကြမဲ့ရဲဘော်တွေအတွက်လိုအပ်ချက်တွေကတော့အများကြီးရှိနေပါသေးတယ်သူတို့ကသူတို့ရဲ့အသက်သူတို့ဘဝသူတို့အနာဂတ်ကိုနိုင်ငံတော်အသစ်ဖြစ်ထွန်းရေးအတွက်ပေးဆက်ထားတယ်ကျွန်တော်တို့တွေကသူတို့ရဲ့အိမ်ပြန်လမ်းတွေကိုချောချောမွေ့မွေ့အိမ်ပြန်ရောက်နိုင်ဖို့အတွက်ကူညီကြမယ်တို့ပြန်လာပြီARD